အားလုံးပဲမင်္ဂလာပါကျွန်တော်နဲ့အတူတူဗဒန်းမနာတရှင်းကိုအတူတူနားထောင်ကြည့်အောင်ဟိုအတူတူပေါ့နော်ဟိုနားဒုက္ခဟိုစိတ်ဒုက္ခဟိုအတူတူခံစားအောင်လို့နော်နားထောင်ကြည့်အောင်တရှင်းနာမည်မမရဲ့မောင်လေးတဲ့ဆိုတော့အသက်50လောက်ရှိနေပြီဟုတ်ပါဘူးအသက်50ပဲရှိ60ပဲရှိ90ပဲရှိအဓိကအတန်ကောင်းတဲ့စာသားလေးကောင်းတချင်းလေးကောင်းရင်နားတော်လည်းနားဝင်နေရပေါ့ကိုကဘာရှင်းဆိုမှကိုကိုနှစ်ချက်ကြီးနဲ့စလူလူတူးမျိုးဆိုနေကိုတချင်းကိုပြန်နားမထောင်ကြည့်လည်းမသိဘူးကိုနားကိုတော့ပေးတော့အာမရလို့တနင်္ဂနွေလုံးတော့ခက်လိုက်ပြီးနေဒီလိုတီးတန်းချင်းဘောဒီပေါ်ကြောင်နေထွက်နေတာဒီရိုက်စီရုံနဲ့ဘာမှမပြောဘူးဘယ်ပြောမှာတော့နိုင်ငံကလည်းခွေးတောင်းတဲ့မရောက်လိုက်အုပ်ချုပ်တဲ့နိုင်ငံဆိုတော့လေဒီလိုပဲဖြစ်မှာပဲလေခွေးပြင်းအုပ်ချုပ်တယ်ဆိုတော့ဒီလိုဖြစ်မှာပဲတေးစရာလည်းတော်တော်ကောင်းတယ်နော်တေးစရာလည်းဒီတချင်းကိုနှစ်နဲ့ရှိပြီးရေးထားတာတော်တော်ခံစားချက်ချစ်ချီနဲ့နှစ်နဲ့ရှိပြီးရေးရတဲ့စီဒီရှင်သူ့ရဲ့ခံစားချက်နဲ့မတည်ဒီတချင်းသူရေးထားတာတေးစရာတကယ်ကျွန်တော်လေးစားတေးစရာဒီတစ်ပတ်ကအောင်မြင်ပါစေလို့ကျွန်တော်ဒီကနေစုတောင်းလိုက်ပါတယ်စူလီကတော့ပတ်စံရတော့သူကတော့ဝဲသားပဲလာဟိုဂျပူဝဲလာတာတစ်ခုပဲလာတာသူကတော့တန်ကောင်းမကောင်းပတ်စံရပြီးရတယ်သူအရှင်းတွေ့မှာပဲစူလီကတော့သူတချင်းသူပြန်နားမထောင်ကြည့်လားမသိဒီအဖွားရတကယ်မမရဲ့မောင်လေးတဲ့တက်က90လောက်ရှိနေကိုတန်ကိုပြန်နားမထောင်ကြည့်လားမသိဘူးကိုတန်ကိုနားထောင်ကြည့်မှလူတို့ဒုက္ခပေးလေငါပြောကြဖြစ်ကိုမြည်ရှေ့တော့ငါပြောမှာလာခဲ့တက်လာခဲ့ဘယ်နုပညာရလာခဲ့ငါပြောမှာရှေ့ကြောင်ငါပြောမှာအခုတီးပြင်းနဲ့ဆိုင်အော်ပေါ့မမကိုရှိတယ်ပေါ့ကျွန်တော်တေးစရာနာမည်တော့ကျွန်တော်မပြောတော့ကိုတော့စာဖတ်ကြည့်လိုက်တော့ဘယ်လောက်ပြည့်ပြည့်သုံးလဲတော့ဆိုတော့နာမည်လည်းကိုမပြောတော့ဘယ်လောက်ပြည့်ပြည့်သုံးလဲဆိုတော့ကိုကြည့်လိုက်တော့ကျွန်တော်မမရဲ့မောင်လေးကောင်းတယ်မဲ့တရှင်းနေမှပြောတာမယ်မတော်ကြီးကျွန်တော်ကိုယ်တိုင်နားတော့ကောလူတော့စိတ်တော့ကြောက်ပါရဲ့အကုန်လုံးအတူတူညှက်ခံစားအောင်လို့တင်ပေးလိုက်တာကောင်းလိုက်တဲ့တချင်းဒီလိုဒီလိုတေးစရာလေးဒီလိုပါတေးစုတွေအများကြီးပေါ်ပေါက်ပါစေလို့ပေါ်ပေါက်မှာပါဘာဖြစ်လို့တော့ခွေးရောင်းတဲ့အုပ်ချုပ်တဲ့နိုင်ငံဆိုတော့လေထွက်မှာပဲဒီလိုလူပညာချင်းပဒံမတာတွေထွက်မှာပဲတိုင်းပြည်မှာမကောင်းတဲ့ခွေးရောင်းအုပ်ချုပ်တဲ့နိုင်ငံကဒီလိုပေါက်လို့ပဲစားလူပညာချင်းပေါက်လို့ပဲစားတေးတဲ့ချင်းထွက်မှာပဲဒါမှမဆမ်းပါဘူး